ဘယ်လိုလုပ်ရမလဲလို့သွားဖို့ဆိုတော့မဟုတ်နင်းလိုက်ခဲ့ခြင်းလည်းလိုက်ခဲ့မလိုက်ခဲ့ခြင်းလည်းနင်း9နိုင်လာလဲရ6နိုင်လာလဲနင်းကြိုက်တဲ့ချိန်လာခဲ့လိုက်တဲ့ဆိုဘယ်လိုလဲမသိဘူးဆိုတော့ပြဿနာတက်မှာဆိုလို့နောက်မှလိုက်သွားလိုက်တယ်လိုက်သွားနောက်ကျမှရောက်လာပြီးတော့တဲ့ဘာမှအရင်စိုးစရာအကြောင်းမရှိဘူးနော်စိုးစရာအကြောင်းမရှိဆိုတော့ဘာဖြစ်လို့လဲလို့ကိုမျိုးလို့ဘာဖြစ်လို့အဲ့လိုနောက်ကျမှရောက်လာဆိုတာမဆုကောင်းမှထိုင်နေကြားလာပြီလို့နင်က reaction ဘိုင်းထက်လင်းအမျိုးများအားလုံးမင်္ဂလာပါဒီဗီဒီယိုလေးကတော့အချစ်ရေးအိမ်ထောင်ရေးလှုပ်မှုရေးအသိပညာဗဟုသုတများပါဝင်လာဖြစ်သောကြောင့်တင်ဆက်မျှဝေပေးခြင်းဖြစ်ပါတယ်ကျွန်တော်နဲ့အတူတူကြည့်လိုက်ကြရအောင်ဗျာ2ရက်ပေါ့နော်မြင်းကြီးမှာကျင်းပတာ2ရက်မှာဟိုစားအဲ့နေ့မတိုင်ခင်1ရက်ကချောင်းသာမှာပွဲဆိုတယ်ပွဲဆိုပြီးပြန်လာတော့ဟိုလမ်းမှာအဲ့အပြန်မှာရန်ကုန်မှာပွဲရှိတယ်ပွဲရှိတော့အမြန်ပြန်လာတော့တစ်ဖက်ကစိတ်တကောင်ကတက်လာတော့ရှောင်လိုက်တဲ့အချိန်မှာဟိုက2ကောင်တိုက်တက်လာပြီးတော့ကန်ကောင်းတော့အဲ့ဟာဟိုဒါဟိုဖြစ်လို့ရှိရင်သူတို့ကားအစင်ဖြစ်ဖို့မှောက်သွားဖို့များတယ်ပေါ့နော်အဲ့မှာစိတ်2ကောင်တိုက်မိသွားပြီးဘလုံးမရှောင်လို့မရဟိုဘက်က2ကောင်ရှောင်လို့တက်တယ်ဒီဘက်က2ကောင်တိုက်ပြီးတော့ကားကတစ်ချမ်းပယ်သွားတယ်အမြဲတမ်းအဲ့ကားနဲ့သွားနေကြဟိုအဲ့ကားအစင်မပြေတဲ့ခါကျတော့တခြားအိမ်မှာရှိတဲ့တခြားကားကိုသုံးမယ်ဆိုတော့ဘာမှစစ်ဆေးမလုပ်ထားအဲ့ဒီမနေ့ကစစ်ဆေးလုပ်ပြီးတော့ဖြစ်စင်တော့အမေကြီးကလုံးဝနေမကောင်းတောက်လျှောက်နေမကောင်းနာနေပြီးတော့အဲ့ဒီမှာစေကန်သွားပြမယ်ဆေးရုံသွားပြမယ်ပေါ့နော်ဆေးရုံသွားပြမယ်ဆိုတော့အကုန်လုံးစီစဉ်ပေးပြီးတော့အမေကြီးလုတ်ပေးနေနည်းနည်းနောက်ကြမယ်လို့ပြောလိုက်တော့အဆင်ပြေတယ်နောက်မှလိုက်ခဲ့တဲ့အမေကြီးကလည်းတကယ်ဖြစ်နေတာအသေးမှတီးတဲတာအဲ့ဒါဖြစ်နေတော့အဲ့ဒါကိုသူပြောပြတော့ရောက်သွားတဲ့အချိန်မှာလဲဆိုတော့ရှေ့မှာ2ယောက်လို့သေးတယ်ပွဲက2ပိုင်းပေါ့နော်2ပိုင်းစီစဉ်တဲ့ဟာမှာ2ပိုင်းသလုံးမှာဝစုပြက်ကွက်ခဲ့ဝစုရောက်သွားတဲ့အချိန်မှာရှေ့မှာ2ယောက်ရှိသေးတယ်ဝင်လာချင်းပွဲကိုရောက်ပြီးဒီရှေ့ကိုရောက်ပြီးဆိုတဲ့အချိန်မှာပြန်လိုက်တော့တဲ့အဲ့ဒါဝစုဘာမှမပြောဘူးအရင်လဲသူဒီလိုမျိုးပြောနေကြပဲပေါ့နော်ပြောနေကြပဲဆိုတော့ထားလိုက်ပါတော့ဆိုဝင်သွားလိုက်တယ်ပွဲစီစဉ်ပေးတဲ့ဂျားတွေကလူပေါ့ပွဲရှင်တော့မဟုတ်ဂျားတွေကလူပေါ့ပွဲရှင်တော့မဟုတ်ဘူးโอเคနေရပဲဆိုဝင်သွားခြင်းနဲ့နင့်ငါရိုက်ချင်တယ်ဆိုပြီးတော့ဒီချင်တယ်ပြောရဘီနာမှာလည်းပြိသက်တွေရှိတယ်လူတခြားအဆိုတော်လည်းရှိတယ်အဲ့နဲ့ဘာဖြစ်လို့လဲလို့ပွဲအချိန်ကြီးရလေလို့ဆိုပေါ်တက်သွားတဲ့အချိန်မှာထပ်ပြီးပြောတယ်ဝိုင်းစုခိုင်နေနဲ့နင်ကအလုပ်ကိုမလေးစားဘူးတဲ့မလေးစားဆိုဘာမလေးစားဝိုင်းစုပွဲချိန်ပြီးတယ်လေလို့ဝိုင်းစုဘယ်ဟာဘာမှနေလို့လဲလို့ပြောရသူအဲ့လိုပဲနောက်နေ့ကျရင်ပွဲပိတ်ရမယ်နင်နောက်ဆုံးမှပြန်ရမယ်ဘာညာပြောတော့လဲအဲ့ဆိုလို့ရှိရင်ရတယ်ပိတ်ရမယ်ဆိုလည်းပိတ်ပေးမယ်ပေါ့နော်နောက်နေ့2ရက်ကိုဆိုအဲ့မှာပထမရက်ကတစ်ပိုင်းပထမတစ်ပိုင်း3ပုတ်ဆိုရတယ်ဆိုရအောင်ဒုတိယတစ်ပိုင်း4ပုတ်ဆိုရတယ်အဲ့မှာဆိုကားပေါ်တက်ထိုင်နေရောဆိုပြီးခဏနေကြတော့ပထမတစ်ပိုင်းဆိုပြီးတော့တက်ထိုင်နေပြီးတော့ကျန်တဲ့အဆိုတော်တွေအားလုံးက3ပုတ်စီပဲဆိုတာကြတော့3ပုတ်ဖြစ်သွားပြီလားပေါ့အဲ့မဆိုခင်အရင်ဆင်းလာပြီးမေးတော့အချိန်ုံကြည့်လေတဲ့အဲ့ချိန်မှာတနားခွဲနေပြီနိုင်ခွဲအချိန်ုံကြည့်လေဆိုတော့မသိဖြေးတာတမျိုးကြီးပေါ့နော်အဲ့နဲ့နောက်နေ့ကျတော့လေ4နိုင်အားလုံးထွက်ကြမယ်ဆိုတဲ့အချိန်မှာဆိုတော့နေ့စဉ်ရက်စအေးကြီးပြက်နေအိမ်မှာအိမ်ပြင်းနေရလဲပါတယ်အမေကြီးကိစ္စလည်းပါတယ်ပွဲတွေကတောက်လျှောက်ဆက်ပြီးတော့ညဘက်မှပြန်ရောက်ပြီးရင်မနေ့ဆိုညဆိုအဝတ်စားတွေအထုပ်တွေထည့်တနိုင်မှအိပ်ပြီးမနေ့4-5နိုင်ထအဲ့လိုသွားတာများနေတာပေါ့နော်ကားနဲ့သွားရတဲ့ခရီးဆိုတော့ပင်မန်းတော့အဲ့နေ့ကနိုးတာ1နာရီလား2နာရီလားမသိဘူးသူကမြန်ကြီးကနေဖက်အောင်ပြန်တာပဲ2နာရီကြာတယ်ပွဲပြီးရဲ့ချိန်က2နာရီခွဲလောက်ဖြစ်နေပြီဆိုတော့အဲ့မှ4နိုင်5နိုင်လောက်ဖြစ်သွားပြီပေါ့နော်မနေ့ကျတော့နိုးတော့1နာရီလောက်မှနိုးတော့မမီမှာဆိုလို့ဘယ်လိုလုပ်ရမလဲလို့သွားဖို့ဆိုတော့မဟုတ်နင်းလိုက်ခဲ့ခြင်းလည်းလိုက်ခဲ့မလိုက်ခဲ့ခြင်းလည်းနင်း9နိုင်လာလဲရ6နိုင်လာလဲနင်းကြိုက်တဲ့ချိန်လာခဲ့လိုက်တဲ့ဆိုတော့ဘယ်လိုလဲမသိဘူးဆိုတော့ပြဿနာတက်မှာဆိုလို့နောက်မှလိုက်သွားလိုက်တယ်လိုက်သွားပြီးတော့ကားပေါ်ဟိုမှာရောက်တော့လဲကားပေါ်မှာဆင်းအောင်ဆိုရောက်သွားတဲ့အချိန်မှာအဆိုတော့4ယောက်မြောက်ဖြစ်နေမှနီဆိုနေအောင်သူကားပေါ်လုံးဝမဆင်းမဲနဲ့ထပ်ပြီးတော့အဲ့လိုပြောရင်မကောင်းလေးဘေးနားမှာတခြားဧည့်သည်လည်းရှိရပြိသက်တွေလည်းရှိရအဲ့လိုမျိုးဆိုမဆင်းမဲနေရသူဘယ်နှယောက်မြောက်ဆိုရမှာလဲဆိုတော့အဲ့မှာဘုန်းကြီးပြန်ပွဲလဲကျင်းပနေအောင်သူကားပေါ်မှာပဲမီရှူမီပြောင်းနေကြည့်ပြီးပျော်နေသေးတယ်အဲ့ပြီးလက်ပြီးတော့ဝနဆိုပြီးရင်နဲ့ဆိုတော့ဝနဆိုတဲ့အချိန်မှာ2ပုတ်မြောက်မှာဆိုဆင်းသွားတယ်ဆင်းသွားဆိုကောင်လေးအရင်မေးတာပေါ့နော်တချင်းဘယ်လိုဘယ်နှပုတ်လဲပါညာဆိုပြီးမေးတဲ့ခါမှာသူကဆိုလို့မရသေးဘူးတဲ့2ယောက်ကြံနေတယ်အမှန်တကယ်ဆိုတော့ရောက်စေသွားပြီပြည့်သွားပြီပေါ့နော်ပြည့်သွားပြီဆိုတော့ဘသူကြံတာလဲလို့ဆင်းမေးရဲ့အချိန်မှာဟိုကောင်အဲ့ကောင်လေးကိုအရင်မေးခိုင်းတာသွားပြီးမေးခိုင်းတဲ့အချိန်မှာဆိုတော့နောက်ကလိုက်သွားတာနောက်ကျမှရောက်လာပြီးတော့တဲ့ဘာမှအရင်စိုးစရာအကြောင်းမရှိဘူးပေါ့နော်စိုးစရာအကြောင်းမရှိဆိုတော့ဘာဖြစ်လို့လဲလို့ကိုမျိုးလို့ဘာဖြစ်လို့အဲ့လို
နောက်ကြမှာရောက်လာဆိုဝန်စုကောင်းမှထိုင်နေကြားလာပြီလို့ဟိုနေကအချိန်ကိုမလေးစားဘူးအချိန်ကိုမလေးစားအောင်ဆိုတော့အဆိုတော်ပြောဖို့ဆိုတာအချိန်ကိုမလေးစားအောင်ဆိုဒီပွဲတစ်ပွဲလုံးကိုမရောက်လာမှပြောခွင့်ရှိတယ်ဟိုဝန်စုမှာဆိုပြီးတော့ဝန်စုမဆိုသေးခြင်းလို့တွားလည်းပြန်လာပြောပြတယ်သူ့ဟိုတဲ့ဟိုဟာရှေ့မှာဗာလဲနင်းဆိုကျင်တော့ဆိုတဲ့ဆိုလို့ရတယ်တဲ့ဝနပြင်းတဲ့အမှန်တကယ်ဒီလူကဆိုစရာမလိုတော့တဲ့သူပေါ့နော်အဲ့လိုဂျားထဲမှာတက်တက်ချိုးပြီးတော့မနေ့2နာရီခွဲနေပြီနောက်ဆုံးမှပြန်ဆိုပြီးအောင်ဆိုအဲ့လိုအမေကြီးနေမကောင်းလို့ပြန်ရမယ်လို့လည်းသူ့ကိုပြောထားတယ်ရန်ကုန်ဒါရိုက်ပြန်တော့မှပြောထားတယ်ဒါပေမဲ့ဝန်စုလုတ်အပ်ထားတဲ့ဟာကိုဝန်စုတေချာလုတ်တယ်ပေါ့နော်လုတ်တယ်ဆိုတော့2နာရီပဲခွဲ3နာရီပဲခွဲရတယ်ပြဿနာမရှိဘူးဝန်စုကိုဝနပြီးရင်ဆိုရမယ်ဆိုကိုဝနပြီးရင်ဆိုဖို့တော့ဆင်းသွားတာအဲ့ဟာကိုနောက်တစ်ယောက်ထပ်ထိုးတယ်ထိုးတဲ့လူကလည်းရှေ့မှာဆိုပြီးသားလူဝန်စုတက်လုတ်တာမဟုတ်နေပါဘူးပေါ့နော်အဲ့တော့မပြောတော့ဝန်စုအဲ့လိုပဲဟိုစကားပြောဆိုရင်လည်းသူခက်တီနဲ့ကိုကွာလာတော့ထိုးမယ်လို့ပြရအဲ့တော့ဘလို့လဲတော့မသိဘူးပေါ့နော်အမှန်တကယ်တော့ဝန်စုဘက်ကမှားတယ်မမှားဘူးဆိုတာဒီပွဲတစ်ပုံးလုံးမှာလည်းသိတယ်ကျန်တဲ့အဆိုတော်တွေအားလုံးကလည်းဒီလိုမလုပ်တင်ဘူးပေါ့နော်သူမှားတယ်ဆိုတာပြောတယ်သူ့ကိုပဲသိချေချင်တာပါဟိုဒီလိုတော့မလုပ်တင်ဘူးပွဲလုပ်မယ်ဆိုလို့ရှိရင်ပေါ့နော်သူလည်းဒီမြို့ဒီနယ်မှာပဲလုပ်လို့ထင်ပါတယ်ကျန်တဲ့တခြားပွဲတွေမလုပ်ဘူးတော့လည်းသူသိချင်မှသိမှာပေါ့နော်ဟုတ်ဝန်စုနေတော့ပထမဦးဆုံးလို့ပဲပြောရမယ်ဝန်စုအဲ့လိုမျိုးတစ်ခါမှလည်းမဖြစ်ဘူးအဲ့လိုဝန်စုအမြဲတမ်းဝန်စုဒီအနုပြန်တာပတ်သက်ပြီးတော့ဝန်စုပွဲဝန်စုနာမည်ကြီးညာထားတယ်ဝန်စုတေချာငှားထားတဲ့ပွဲဝန်စုပြက်ကွက်ခဲ့တာလုံးဝမရှိခဲ့ဘူးအကယ်ဝန်စုကျမ်းမာရတစ်ခုခုဖြစ်နေတာမှာဝန်စုစရန်2ဆဆို2ဆတေချာပေးပြီးတော့မှဝန်စုတစ်ခေါက်ပဲဖြစ်ဘူးဝန်စုမျက်လုံးတော်တော်ထိဘူးမျက်စိကမ်းလို့ထိဖြစ်သွားတယ်တော်တော်ကြာပြီလွန်ခဲ့တဲ့10နှစ်9နှစ်ကအဲ့တုန်းကဝန်စုမျက်လုံးကိုဘာမှမမြင်ရတော့ဘူးမမြင်ရတော့ချိန်မှာဝန်စုပွဲ2ပွဲဖြတ်ဘူးလေအဲ့ဘဝမှာအဲ့တုန်းက2ဆရော်ပြီးပြန်အန်းတယ်ဒါကိုမသွားနိုင်လို့မသွားနိုင်တဲ့အကြောင်းလည်းအရှိမအစောကြီးကကြိုပြောတယ်ပေါ့နော်ဝန်စုကိုခေါ်ထားတဲ့ပွဲတီဝန်စုရအောင်သွားတယ်ဘာလို့လဲဆိုတော့ဝန်စုပရိသတ်တွေကဒီနာမည်ထိုးထားတဲ့ဝန်စုစီလာမှာလာမဲ့ပရိသတ်တွေရှိတယ်အဲ့ပရိသတ်တွေဝန်စုဘယ်တော့မှမစော်ခါဘူးအဲ့တော့ဝန်စုသွားတယ်ဆိုလို့ရှိရင်လည်းဘယ်တော့မှပြက်ကွက်အောင်မလုပ်ဘူးဝန်စုမှားရင်လည်းဝန်စုတောင်းပန်တယ်အခုကဝန်စုမမှားဘဲနဲ့ဝန်စု blind ပြောတာပေါ့နော်ဘာကြောင့်ပြောလဲသူပဲသူ့ဘာသူပဲသိမယ်ပေါ့နော်ဟုတ်သူကတော့ဝန်စုဟိုအားလုံးကြားထဲမှာဘလို့ဖြစ်စေချင်လို့ပြောလဲတော့မသိဘေးနားရှိတဲ့လူတွေကပရိသတ်တွေတော့မသိဘူးပေါ့နော်ဝန်စုတို့ဒီနုပညာသမားချင်းချင်းအကုန်လုံးပြန်ပြောကြတယ်သူမှားတယ်ဆိုတဲ့အကြောင်းဟိုအမှားတယ်မှန်တယ်ဆိုတော့ဘေးကလူကကြည့်ရင်ပုံမြင်ပါတယ်ဟိုဘသူကဘာလဲဆိုတော့ပုံမြင်တယ်အဲ့တော့ဘသူတိတ်ခါကြလဲဆိုတော့ဝန်စုနေနေတော့ဝန်စုဘာမှမဖောင်းနေတော့ဝန်စုတိတ်ခါမကြောက်လို့ထင်တာပဲပြီးတော့အားလုံးကလည်းပြောကြတယ်ဝန်စုဒီသူတို့ကားနဲ့ရှေ့မှာသွားတဲ့ချိန်မှာလဲဝန်စုလမ်းမှာမှုကျွန်းမြင့်ချိုးတွေပြောနေတယ်ဝန်စုပြန်ပြောတယ်ဘာကြောင့်ပြောရလဲဝန်စုနားမလဲဘူးဝန်စုလည်းဘာမှမလုပ်ထားဘူးသူနဲ့လည်းဘာမှမဖြစ်ထားဘူးအဲ့တော့ဒါမဲ့ဝန်စုအခုချိန်နေချင်းဝန်စုတီးခန့်တယ်ဒီထက်ထပ်ပြီးတော့လွန်လာတယ်ထပ်ပြီးနောက်တစ်ဆင့်တက်လာပြီးဝန်စုထပ်ကြားရမယ်ဆိုတော့ဝန်စုတီးခန့်ခြင်းဗီဒီယိုတွေကိုအတူတူကြည့်ပြီးဆိုတော့ဘ ഹു တုတများရရှိသွားပြီလို့ကျွန်တော်ယုံကြည်ပါတယ်။နေ့စဉ်ဖြစ်ပွားနေတဲ့အကြောင်းအရာများကိုတင်ဆက်မျှဝေပေးနေခြင်းဖြစ်သောကြောင့်အမြဲအားပေးပါအောင်လို့ပြောချင်ပါတယ်။အားလုံးကိုကျေးဇူး